မင်္ဂလာပါမိတ်ဆွေတို့ရေစူဇီကားတိုင်းခွက်ထဲမှာအင်ဂျင်ပူချင်းမြမီကဘာလို့တစ်ခါတလေအပြားတစ်ခါတလေအနီးဖြစ်နေရတာလဲဒါဟာဘာကြောင့်လဲဆိုတာကိုသိရဖို့အတွက်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ရအောင်အင်ဂျင်ကူလက်တမ်ပရေချာလိုက်မှာလင်းနိုင်တဲ့အရောင်ကအပြာရောင်ရဲ့အနီရောင်ရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဆိုတော့ပထမဦးဆုံးအပြာရောင်အကြောင်းကိုပြောပြပေးပါမယ်သူကတော့အင်ဂျင်အေးနေတဲ့အချိန်မှာလင်းတာပါပုံမှန်အပြင်မနက်ပိုင်းကားဆန်လို့တဲ့အချိန်တွေနဲ့အေးတဲ့ရာသီဥတုတွေမှာတွေ့ရတတ်ပါတယ်ဒါကပုံမှန်ပါဒါပေမဲ့တခုရှိတာကအပြာရောင်မီးလေးပေါ်နေတဲ့အချိန်မှာကားကိုချက်ချင်းမောင်းမထွက်ပဲနဲ့အင်ဂျင်တွေးတောင်ခဏဆောင်ပြီးဒီအပြာရောင်မီးလေးပျောက်သွားတဲ့အခါမှာကားကိုမောင်းတာကလူကြီးမင်းတို့ကားရဲ့အင်ဂျင်ကိုရေရှည်မှာကောင်းမွန်စေမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့တကယ့်ကိုရေးကြည့်တဲ့အနီရောင်မီးပါသူကတော့အင်ဂျင်အပူလွန်ခဲ့တဲ့အချိန်တွေမျိုးတွေမှာလင်းတာပါအဲ့ဒီမီးလေးလင်းလာပြီဆိုရင်တော့ကားကိုဘေးကင်းရာမှာချက်ချင်းရပ်ပါပြီးရင်တော့နေဆက်ရာ Suzuki Service Center တွေကိုဆက်သွယ်ပြီးတော့သူတို့ရဲ့လမ်းညွှန်ချက်တိုင်းဆက်လက်ဆောင်ရွက်တင်ပါတယ်ဒါကြောင့်အင်ဂျင်အေးရင်အပြားအင်ဂျင်ရမ်းပူရင်အနီးဒါကိုသိထားရုံနဲ့တင်လူကြီးမင်းတို့ရဲ့ကားကိုအကြီးကျယ်ပျက်စီးမှုကနေကာကွယ်နိုင်မှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုများမှာပြန်တွေ့ကြပါမယ်